အမေပြစ်မှုထင်ရှားပါသဖြင့်တရားခံကိုနိုင်အားဤယုံတော်မှအလုတ်ကျန်းနှင့်ထောင်ဒဏ်10နှစ်ချမှတ်လိုက်သည်အခမဲ့2ဦးနှစ်ညရီ3ရက်ခီးစဉ်မဲပေါ်ကြောင့်တကယ်ဟောတွေ့ပြီတော့မမျက်ရှိမပြတ်စီနဲ့ငါဒီနှကောင်ကိုမသိအောင်